ငယ်ချင်းမရှင်များအားလုံးပဲမင်္ဂလာပါဗျာနော်ဒါကကျွန်တော်တို့ဒီ39ပေါ့နော်39တုန်းကကျွန်တော်တို့ဒီရခဲ့တဲ့မူလေးကိုပြန်ပြီးတော့ဆွဲပေးမှာဖြစ်ပါတယ်သူကတော့နေကုန်ဖြစ်သွားမယ်ပေါ့နော်နေကုန်ဖြစ်သွားမယ်ဒါဆိုရင်ကျွန်တော်တို့ဒီလိုမှကြည့်ရအောင်ပေါ့နော်အဲတုန်းကမူလေးကိုတစ်ချက်ကျွန်တော်တို့ပြန်ပြီးတော့ run through လေးပြပေးမယ်โอเคအဲ့လေးမပြခင်ဒီကောင်လေးပေါ့နော်၃ရက်တစ်ပြက်ကဒီနေ့ကနောက်ဆုံးပေါ့နော်39ကတော့ကျွန်တော်တို့ထွက်သွားပြီနောက်ထပ်ကြက်ကနန်းပါသေးတယ်ဆိုရင်တော့ဒါထိုးလို့ရတယ်ပေါ့နော်ဒါကျွန်တော်ရွေးပေးထားတာက20ဒီ39914648ပေါ့နော်ဒီကောင်လေးတွေကျွန်တော်ရွေးပေးထားတာရှိတယ်နော်โอเคဒါကကျွန်တော် remind ပြန်လုပ်တာပေါ့နော်ဒီနေ့ကနောက်ဆုံးနေ့ဖြစ်ပါတယ်နော်โอเคဒါဆိုရင်23နေကုန်ကကျွန်တော်တို့ဒီမှာတစ်ချက်ကြည့်ရအောင်ပေါ့နော်သူကနေကုန်နည်းနည်းတော့များတာပေါ့နော်နည်းနည်းတော့များတယ်ကျွန်တော်တို့ break မထပ်ရင်တော့ပေါ့နော်break ထပ်တယ်ဆိုရင်တော့မများဘူးပေါ့နော်ပုံမှန်အတိုင်းပဲဖြစ်သွားလိမ့်မယ်ဒါပေမဲ့ကျွန်တော်တို့ဒါမိနစ်ညက်နေဆိုတော့များတယ်လို့လည်းပြောလို့တော့မရဘူးပေါ့နော်ဒီနေ့ကတော့ကျွန်တော်တို့ထပ်မထပ်ကျွန်တော်လည်းတူတူအစားထိုးကြည့်ရမယ်ပေါ့နော်ကျွန်တော်လည်းအစားတွဲမကြည့်ရသေးဘူးเนาะသူကဒီနှလုံးပေါင်းခြင်းเนาะဒီနှလုံးပေါင်းခြင်းဒီ831เนาะပြီး break up ဘယ်လိုယူလဲဆိုရင်ဒီပေါ်နှလုံးပေါင်း831ပြီးရင်3ည3ဒီလိုလေးယူတယ်385ပေါ့နော်ဒီမှာ80တကွက်ထွက်တယ်အောက်ကဟာတွေကျွန်တော်မပြောတော့ဘူးပေါ့နော်ဒီမှာထွက်ကနန်းလေးတွေရေးပေးထားတယ်5343เนาะဒီမှာထွက်သွားတယ်ကျွန်တော်တို့မနေ့ညနေပဲပေါ့နော်980ဒီမှာက3ည3မထွက်ခဲ့ဘူးကျွန်တော်တို့39ထွက်သွားတယ်ဒီ39ပေါ့နော်ဒီမှာကတော့တကွက်ပဲပေါ့နော်တကွက်ပဲဆိုတော့ဒီမှာကျွန်တော်ရေးပေးမယ်39ပေါ့နော်ဒါကမူအဟောင်းပေါ့နော်မူအဟောင်းကျွန်တော်ဒီမှာအသစ်ပြန်ပြီးတော့ဆွဲရအောင်နောက်အသစ်ဆွဲရအောင်ဆိုတော့ကျွန်တော်ဒီကောင်ကိုလည်းပြန်ပြီးတော့တစ်ချက်ဆွဲပေးမယ်နော်ဆွဲပေးမယ်ပြန်ပြီးတော့မှတ်မိတာပေါ့ဗျာနော်โอเคဒါဆိုရင်ကျွန်တော်တို့ဒီမှာ key ကဘယ်လိုယူရမလဲပေါ့နော် key ဒီကျွန်တော်တို့ဒီ98ကိုယူရမယ်နော်98နှလုံးပေါင်းခြင်းဒီ3နော်3ဖြစ်တဲ့အတွက် power နက္ခဒီကောင်ဒီ key ပေါ့နော်break line ကကျွန်တော်ဒီအရောင်နဲ့ပဲယူလိုက်တော့မယ်နော်ဒီအရောင်နဲ့ပဲယူလိုက်တော့မယ်ဒီနှလုံးပေါင်းခြင်းတစ်ခုယူမယ်4 9နဲ့เนาะဒီ break နဲ့ထွက်သွားတာเนาะဒီကောင်ဒီလဲ break เนาะပြီးတော့ကျွန်တော်နောက်ထပ်တစ်ခုကဒီကောင်နဲ့ယူတယ်ခွန်လေးเนาะပေါင်းခြင်း1 6 8ဒီကောင်ဒီလဲကျွန်တော်တို့ break ပေါ့เนาะဒီမှာဘာထွက်သွားလဲ3 3 39เนาะ3 3နဲ့39ထွက်တယ်โอเค3ကိုကျွန်တော်တို့2 break เนาะ30နဲ့ကိုကျွန်တော်တို့ထွက်ကနန်းဖြစ်တယ်เนาะဒါဆိုရင်ကျွန်တော်တို့ဒီနေ့ပေါ့เนาะဒီနေ့နေကုန်ကဒီနှလုံးပေါင်းခြင်း1 5ပေါင်းခြင်းနံပါတ်ဒီ6 power 1နက္ခတ်ဒီ9ဒီကောင်ဒီ key ဖြစ်မယ်เนาะပြီးရင်ဒီနှလုံးပေါင်းခြင်း3 3 6 1 9เนาะဒီကောင်ဒီ break တစ်လုံးဖြစ်မယ်ပြီးရင်ကျွန်တော်ဒီမှာက break ကတော့မထပ်ဘူးဗျာเนาะ break မထပ်ဘူး3 9ဆိုတော့ပေါင်းခြင်း2เนาะခွန်4ဒီကောင်ဒီbreak เนาะဒါဆိုရင်တော့ခဏလေးတွေဆွဲထုတ်လိုက်လို့ရပြီပေါ့เนาะโอเคဆွဲထုတ်ကြည့်အောင်ပေါ့เนาะဒီမှာကကျွန်တော်တို့6ကို6 break เนาะအပေါ်က break ကိုကျွန်တော်တို့အရင်ထုတ်မယ်เนาะအပေါ်က break ကိုအရင်ထုတ်မယ်6ကို6 break က60เนาะပြီးရင်1 break က65 9 break က63เนาะပြီးရင်1ကို6 break 1 break ပြီးရင်9 break เนาะ9ကို6 break เนาะ9ကို1 break เนาะ9 break เนาะဒီကောင်ဒီတစ်ဖြတ်ဖြစ်မယ်ပြီးရင်အောက်ကတစ်ဖြတ်အောက်က break line နဲ့ပေါ့ကွာ66 60နဲ့1 60နဲ့8ဒီကောင်လေးတော့ကြိုက်တယ်ကျွန်တော်เนาะပြီးရင်1ဘူးပေါ့เนาะပြီးရင်1 6ခဏအထက်ရှိတယ်ပြီးရင်1 3เนาะပြီးရင်9နဲ့ထုံမယ်9 3ပြန်ကြပြီးရင်9ခွန် break က9 8 9ဒီကောင်လေးကြိုက်တယ်เนาะโอเคဒါဆိုရင်ကျွန်တော်ကြိုက်တဲ့ကဏ္ဍအနည်းငယ်ပေါ့เนาะရွေးပေးသွားမယ်ဒါနေကုန်ဆိုတော့ပေါ့เนาะနေကုန်ဆိုတော့မိတ်ဆွေတို့လည်းတစ်ချက်တော့တတိထားကြည့်ပေါ့เนาะအပေါ်မှာကတော့ဒီအပေါ်နဲ့စစ်ကြည့်လိုက်မယ်ဆိုရင်တကတ်2ကတ်3ကတ်4ကတ်ဒီကောင်ဒီ5ကတ်မြောက်เนาะ5ကတ်မြောက်စစ်ပေးဖို့တော့များတယ်เนาะသူဒီဘယ်မှာလာထွက်မလဲဒီမှာလာထွက်မယ်ကျွန်တော်တရချားပေါ့เนาะတရချားเนาะโอเคဒါဆိုရင်ဒီတဲကဘယ်ကဏ္ဍလေးတွေရွေးကြမလဲเนาะကျွန်တော်ကြိုက်တဲ့ကဏ္ဍပဲကျွန်တော်ရွေးသွားမယ်ပေါ့เนาะမိတ်ဆွေတို့ကတော့ကျွန်တော်လည်းအကြိုက်တူတယ်ဆိုမှကန်ဆန်းကြည့်ပေါ့เนาะโอเคကျွန်တော်ကဒီမှာ60เนาะဒီကောင်လေးရွေးပါမယ်เนาะပြီးရင်63เนาะဒီကောင်လေးရွေးမယ်ဒီတဲက1နဲ့ကကျွန်တော်ဒီဘက်မှာပဲရွေးလိုက်တော့မယ်ပေါ့เนาะ
ပြီးရင်ဒီအောက်က60နော်9နှစ်ဒီဘက်က4ကွက်ပေါ့နော်ဒီဘက်က4ကွက်ဒီဘက်မှာတစ်ချက်ကြည့်ရအောင်166တက်ကတော့ဒါကျွန်တော်တို့ထိုးဖို့ထိုးရမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ခဏအထက်ဖြစ်လို့ဒီမှာတစ်ကွက်ပေါ့နော်ရွေးပေးလိုက်မယ်ဒီကောင်လေးရွေးမယ်ပြီးရင်ကျွန်တော်ဒီကောင်လေးရွေးမယ်နော်ဒီကောင်လေးရွေးမယ်ဒီဘက်မှာ4ကွက်စုစုပေါင်းကျွန်တော်10ကွက်ဒါရွေးပေးလိုက်တယ်နော်10ကွက်ယူပေးလိုက်တယ်မိတ်ဆွေတို့ကကျွန်တော်နဲ့ဒါအကြိုက်တူတယ်ဆိုရင်တော့ဒါကန်ဆယ်ကြည့်ပေါ့နော်โอเค3ရက်တစ်ဖြတ်ထိုးနေတဲ့ပေါ်လာတွေကတော့ကျွန်တော်တစ်ကွက်တော့ထွက်သွားပြီပေါ့နော်နောက်တစ်ကွက်တော့ကျွန်တော်တို့မှန်းထားတယ်မှန်းထားတာဆိုတော့ကျွန်တော်6နဲ့ပတ်သက်ပြီးတော့နည်းနည်းကြိုက်လို့ပေါ့နော်6နဲ့က93ကတော့ထွက်သွားတယ်အနေကနော်6တက်ကျန်တယ်နော်6တက်လေးကျွန်တော်တစ်ကွက်တော့ထိုးမယ်ပြီးရင်48နဲ့46နဲ့ပေါ့နော်အကောင်လေးကျွန်တော်ထိုးဖို့ရှိတယ်နော်ပြီးရင်20နော်โอเคပါဒါဆိုရင်တော့ဒါကတော့နေကုန်ပေါ့နော်နေကုန်ကျွန်တော်လာမယ့်2ရက်ကပိတ်တယ်ပေါ့နော်အင်္ဂါနဲ့ဗုဒ္ဓဟူးဒီကျွန်တော်တို့ပိတ်ရဖြစ်တဲ့အတွက်ကျွန်တော်တို့နားရပါမယ်။နော်ဒီနေ့ကနေကုန်ကျွန်တော်ဒီကောင်ကတကယ်လို့မနစ်ခင်းပိုင်းမှာထွက်ခဲ့တယ်ဆိုရင်เนาะညနေခင်းပိုင်းမှာကျွန်တော်မူတစ်ခုထပ်ပြီးတော့ရှာပြီးတော့တင်ပေးမယ်။ညနေခင်းပိုင်းလဲထိုးလို့ရတယ်เนาะထိုးလို့ရတယ်ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်ဒီမှာတော့ကြည့်လို့ရတယ်เนาะဒီအပင်မှာဆိုရင်လဲကျွန်တော်တို့ညမနဲ့ထွက်တယ်။ဒီအပင်မှာဆိုလဲညမနဲ့ထွက်တယ်။နော်တကယ်လို့မနေ့ကမှထွက်ခဲ့သည်ရှိတော့နော်ကျွန်တော်နောက်ထပ်မူတစ်ခုတော့တင်ပေးမယ်ညနေခင်းပိုင်းကဒီကောင်လဲထပ်ပြီးတော့ထိုးလို့ရတယ်နော်ဒါလေးက remind ဒီစကြလေးလုပ်ပြလိုက်တာပေါ့နော်အားလုံးပဲအဆင်ပြေကံကောင်းပါစေဗျာနော်ကျွန်တော်နောက်ထပ် channel အသစ်လေးထပ်ပြီးတော့ round မယ်ပေါ့နော်ဒီ channel ကလည်းနည်းနည်းလေးတိတ်ပြီးတော့အဆင်မပြေပြန်ဘူးเนาะအဆင်မပြေပြန်ဘူးဆိုတော့အရင် channel လို့ဖြစ်သွားမှာမို့ပေါ့เนาะဘက်ကလေးမရှိမှာမို့ကျွန်တော်လောလောဆယ်တော့မဖွင့်ရသေးဘူးပေါ့เนาะဖွင့်ပြီးသွားရင်တော့ပြန်ပြီးတော့ကြီးညာပေးပါမယ်เนาะအဲမှာလည်း subscribe လေးလုပ်ပေးပါအောင်ဗျာเนาะလုပ်ပေးပါအောင်ဆိုတော့ဒီကတကယ်လို့မရတော့ဘူးဆိုရင်ပေါ့เนาะမရတော့ဘူးဆိုရင်ဟိုဘက်ကိုကျွန်တော်ပြောင်းပြီးတော့ဒါတင်ပါပေါ့เนาะပြောင်းပြီးတော့တင်ပါဖြစ်တဲ့အတွက်အခုကလုံးလို့တိတ်ပြီးတော့တော်တော်လေးကိုအဆင်မပြေဘူးပေါ့เนาะmonetization လည်းမရဘူးဗျာနော်monetization လည်းမရဘူးဒီအတွက်ကြောင့်ဒီတိုင်းပဲတင်နေရတာပေါ့နော်ဒီတိုင်းပဲတင်နေရတာဝင်ငွေမရှိဘူးဖြစ်နေတယ်ပေါ့နော်โอเคပါကျွန်တော်အသက်ဖွင့်ရင်ဒီမှာပြန်ပြီးတော့ sharing လုပ်ပေးပါမယ်เนาะsharing လုပ်ပေးပါမယ်အဲ့မှာလည်းတစ်ချက် subscribe လေးတစ်ချက်လုပ်ပေးဦးပေါ့နော်လောလောဆယ်တော့ကျွန်တော်မဖွင့်ရသေးကျွန်တော်ရှေ့တစ်ပတ်လောက်တော့မှန်းထားတယ်ပေါ့နော်ရှေ့တစ်ပတ်လောက်တော့ဖွင့်ပြမယ်ထင်တယ်เนาะတကယ်လို့ဒီ channel ကဒါအဆင်မပြေတော့ဘူးဆိုရင်ကျွန်တော်အဲ့ channel အသက်မှာ run မယ်ပေါ့နော်โอเคပါဒါဆိုရင်တော့အားလုံးပဲကျွန်တော် 3D လေးလည်းတင်ပေးထားပါတယ်เนาะ3ပိုးလောက်ရှိပြီထင်တယ်เนาะ 3D လက်ဖက်မှာမကြည့်ရသေးဘူးဆိုရင်တွားကြည့်လို့ရပါတယ်ဗျာเนาะတွားကြည့်ပါโอเคဒါဆိုရင်ကျွန်တော်ရွေးတဲ့ကဏ္ဍလေးတွေတစ်ချက်ပြန်ပြောပေးပါမယ်เนาะကြော်ကြည့်တဲ့ပေါ်တာတွေရှိနေမှာမို့เนาะ66တော့เนาะဒီကောင်လေးကတော့ကျွန်တော်မရွေးပြတ်တော့ဘူးပေါ့เนาะဒီတက်ကြရင်တော့ရွေးဒီကောင်10 digit တော့ဒါနည်းနည်းလေးမစိုးဘူးပေါ့เนาะပြီးရင်9နှစ်90เนาะဒီဘက်က4ခွက်ရွေးပေးထားတယ်ကျွန်တော်ဒီဘက်က4ခွက်เนาะဒီဘက်က6816เนาะ16ကတော့ခဏတက်ဖြစ်တယ်เนาะပြီးရင်1395เนาะအားလုံးပဲကျွန်တော်ရွေးတာမကြိုက်ဘူးဆိုရင်လည်းကိုကြိုက်တဲ့ကဏ္ဍကိုထိုးပါဗျာเนาะအားလုံးပဲအဆင်ပြေကံကောင်းပါစေဘိုင်ဘိုင်မှာ